ကျောင်းဆုံးသမျှအခိုက်တန်တိုင်းကိုအမှန်တကယ်မျက်နှာတန်ဖိုးထားပါဘဝမှာကောင်းဆုံးသွားတဲ့အချိန်တွေကိုပြန်လိုချင်တိုင်းပြန်မရနိုင်လို့ပါဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ကျောင်းဆုံးသမျှအခိုက်တန်တိုင်းကိုတန်ဖိုးထားပြီးဖြတ်တန်းကြနော်ဘာလို့လဲဆိုတော့ဘဝမှာကောင်းဆုံးသွားခဲ့တဲ့အချိန်တွေကိုပြန်လိုချင်တိုင်းပြန်မရနိုင်လို့ပါဒီနေ့ရှိနေခဲ့တဲ့အခိုက်တန်တွေကမနှက်ပြန်မှာဆိုအမှတ်တရတွေဖြစ်ပဲကြံနေခဲ့မှာပါတစ်ခါတလေတာမန်လို့ထင်ခဲ့ရတဲ့အရာတွေကအချိန်ကုန်လွန်သွားတဲ့အခါမှာတန်ဖိုးရှိတဲ့အရာတွေဖြစ်နေတတ်ပါတယ်အနာဂတ်တွေလည်းကြုံစိုးရိမ်ပါနဲ့ပြီးခဲ့တဲ့အတိတ်တွေကိုလည်းပြန်မရနိုင်တော့လို့ဝမ်းနည်းမနေပါနဲ့လက်ရှိကိုပိုင်ထားတဲ့အချိန်လေးကိုပဲအကောင်းဆုံးဖြတ်တန်းပါနော်အဲ့ဒါမှနောက်တစ်နေ့ကိုပြန်ကြည့်တဲ့အခါအဲ့ဒီချိန်လေးကိုငါကောင်းကောင်းဖြတ်တန်းခဲ့တယ်လို့ပြန်ပြောနိုင်အောင်လို့ပါကဲဒီနေ့ကဥပုံနေလေးဆိုတော့ရွာဦးဖုန်းကြီးเจ้าကိုဆွမ်းဆောင်သွားပို့လိုက်ပါဦးမယ်အခုကတော့သမီးတို့ရွာဦးဖုန်းကြီးเจ้าကိုရောက်ပါပြီရှင်ဆွမ်းဆောင်လာတဲ့လူတွေလည်းရောက်တဲ့လောက်ရောက်နေကြပြီပေါ့နော်ရောက်ချင်းမှာပဲဆွမ်းဆောင်ပြီးသူများကုသိုလ်လုပ်တာလေးတွေအရင်စားလိုက်ပါဦးမယ်ကျွေးတာတွေကတော့တယောက်တစ်မျိုးစီစုံနေရောပဲဂျင်းတုပ်လေးရဲ့လက်ဖက်တုပ်လေးရဲ့အာလူးစကားပေါက်လေးရဲ့ဇီးယူလေးရဲ့ကျွေးသမျှတွေအကုန်လုံးစားလိုက်သေးတာဒီနေ့မှလည်းရာတီဥရုလေးရဲ့တတရရပါပဲသမီးပြုသမျှကုသိုလ်ကောင်းမှုတွေအားလုံးပဲထပ်ထူထပ်မြတ်ရရှိကြပါစေရှင်နောက်ဘလော့လေးတွေမှာပြန်ဆောင်ကြမယ်နော်အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချစ်တဲ့တိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်